အခုကျမတို့စကားပြောနေတဲ့အချိန်6စက္ကန့်6စက္ကန့်တိုင်းလေဖြတ်ယောဂကြောင့်လူတစ်ယောက်နှုန်းတည်ဆုံနေပါလေရှင်။ဒါဟာအလွန်ကိုကြောက်စရာကောင်းတဲ့ကိန်းကနန်းတွေပါ။မင်္ဂလာပါရှင်။ဒီနေ့မှာတော့အသက်အရွယ်မရွေးကြားမမရွေးအချိန်မရွေးဒုက္ခပေးနိုင်တဲ့လေဖြတ်ယောဂအကြောင်းနဲ့ရင်းနှီးပတ်သက်တဲ့မြမရိုးရာစည်းနည်းတွေကိုဆွေးနွေးမျှဝေပေးသွားမှာပါ။ဒါဆိုရင်စလိုက်ကြရအောင်နော်။နေ့စဉ်ကဘာတဝမ်းလူ15တန်းလောက်လေဖြတ်နေပြီးတန်း30လောက်ကနာတာရှိမတန်မစွမ်းဖြစ်နေရတဲ့ဒီယောဂါကဘာကြောင့်ဖြစ်တာလဲကိုယ်တိုင်ကိုလေဖြတ်နိုင်ချေရှိနေလားဘယ်လိုကြိုတင်ကောက်ွယ်ကြမလဲဆိုတာကိုအရင်ဆုံးအသေးစိတ်ရှင်းပြပေးသွားပါမယ် This video is intended for educational purposes only and should not be considered medical advice. If you had any concern about your health, please consult a qualified healthcare professional directly. လေဖြတ်တယ်ဆိုတာတကယ်တော့အုံနောက်စီကိုသွားနေတဲ့သွေးကြောတွေရုတ်တရက်ရက်တန့်သွားတာပါကျမတို့အုံနောက်ကပုံမှန်အလုပ်လုပ်နိုင်ဖို့သွေးလုံလုံလောက်လောက်ရောက်ဖို့လိုပါတယ်သွေးမရတော့တဲ့အခါအုံနောက်ဆဲတွေတည်ဆုံးပြီးအဲ့ဒီအုံနောက်ကထိန်းချုပ်ထားတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေပါအလုံးမလုံးနိုင်တော့ပဲရက်ဆိုင်သွားပါတယ်ဒါကိုလေဖြတ်တယ်လို့ခေါ်တာပါအဓိကအားဖြင့်လေဖြတ်တာနှမျိုးရှိပါတယ်ပထမတစ်ခုကအုံနောက်ထဲကသွေးကြောလေးတွေကျင်းသွားတာဒါမှမဟုတ်နှလုံးနဲ့တခြားသွေးလွတ်ကြောတွေကသွေးခဲလေးတွေလာပိတ်ဆို့တာကြောင့်ဖြစ်တဲ့သွေးကြောပိတ်ပြီးလေဖြတ်ခြင်းဖြစ်ပါတယ်ဒုတိယတစ်ခုကတော့အုံနောက်ထဲကသွေးကြောတွေရုတ်တရက်ပေါက်ထွက်သွားတဲ့သွေးကြောပေါက်ပြီးလေဖြတ်ခြင်းပါဘလို့ပဲဖြစ်ဖြစ်နှမျိုးစလုံးဟာအသက်အန္တရာယ်ရှိပြီးတော့အရေးပေါ်ကုသဖို့လိုအပ်ပါတယ်ဒါဆိုဘယ်သူတွေကပို့ပြီးလေဖြတ်နိုင်ချေရှိလဲဆိုတာကိုကြည့်ကြရအောင်ပါအသက်ကြီးလာတာအမျိုးသားဖြစ်နေတာမိဘမျိုးရိုးမှာလေဖြတ်တာဒါမှမဟုတ်နှလုံးရောဂါရှိတာနဲ့ကိုယ်တိုင်အရင်ကလေဖြန်းဖူးတာမျိုးတွေကတော့ပြင်လို့မရတဲ့အန္တရာယ်တွေပါဒါပေမဲ့ကိုယ်တိုင်ထိန်းချုပ်ပြင်ဆင်လို့ရတဲ့အချက်တွေအများကြီးရှိနေပါတယ်သွေးတိုးယောဂစီးချိုသွေးချိုရှိနေတာနှလုံးခုန်မမှန်တာလိုမျိုးနှလုံးယောဂရှိတာဆေးလိပ်အရက်အလွန်အကျွံတောက်တာအဝလွန်တာနဲ့သွေးထဲမှာအဆီဓာတ်များနေတာကိုလက်လှုပ်ရှားမှုနေပြီးစိတ်ဖိစီးမှုများနေတာတွေကပြင်လို့ရတဲ့အချက်တွေပါဒီချက်တွေကိုဂရုစိတ်ထိမ့်သိမ့်နိုင်ရင်လေဖြတ်မဲ့အနေရကနေအများကြီးကင်းဝေးနိုင်ပါတယ်ဒါ့အပြင်လေမဖြတ်ခင်ဒါမှမဟုတ်လေဖြတ်နေပြီဆိုတာကိုသိနိုင်ဖို့ကလည်းအင်မတန်အရေးကြီးပါတယ်တခါတလေအုံနောက်ထဲသွေးသွားလာမှုခဏရက်သွားရင်လေဖြတ်မဲ့အရေးအယောင်တွေပြတတ်ပါတယ်မိနစ်ပိုင်းအတွင်းပျောက်သွားတတ်ပေမဲ့လုံးဝပေါ်ဆလို့မရပါဘူးဒါကတော့မျက်နှာလက်ခြေတစ်ဖက်ရုပ်တရက်ထုံကျင်လာတာလေးလံသွားတာရုပ်တရက်စကားပြောလို့မရတော့တာသူများပြောတာနားမလည်တော့တာစကားတွေဘလုံးမထွေးဖြစ်သွားတာအမြင်အာယုံရုပ်တရက်ဝေဝါးသွားတာနှစ်ထပ်မြင်ရတာလမ်းလျှောက်လို့မရပဲတရင်ဖြစ်သွားတာမူးဝေတာအကြောင်းရင်းမရှိပဲရုပ်တရက်ပြင်းပြင်းထန်ထန်ခေါင်းကိတ်လာတာတွေဟာရှေ့ပြေးလက္ခဏာတွေပါပဲဒီချက်တွေကတခုခုဖြစ်ပြီးဆိုတာနဲ့နီးစက်ရာစီးယုံအထူးကုဌာနကိုအမြန်ဆုံးအပြေးသွားရပါမယ်စီးယုံရောက်တဲ့အခါဆရာဝန်တွေကကွန်ပျူတာဓာတ်မှန်ရိုက်တာသွေးစစ်တာတွေလုပ်ပြီးသွေးကြောပိတ်တာလားပေါက်တာလားဆိုတာကိုခွဲခြားပြီးလိုအပ်တယ်လို့ကုသပေးပါလိမ့်မယ်လေဖြတ်ပြီးသွားတဲ့လူနာတွေအတွက်ပြန်လည်တန်ဆွမ်းရေးဟာအင်မတန်အရေးကြီးပါတယ်ကြွက်သားတွေပြန်အလုံးလုံးနိုင်ဖို့ကိုကာယလက်ကျင့်ခန်းတွေကိုလေဖြတ်ပြီးချင်းစလုပ်နိုင်လေပိုကောင်းနေပါပဲနောက်တစ်ခုကစိတ်ပိုင်းဆိုင်ရာပါလေဖြတ်လူနာတွေကစိတ်ဓာတ်ကျလွယ်တဲ့အတွက်မိသားစုမိတ်ဆွေတွေရဲ့နေထွေးတဲ့ဖေးမကူညီမှုကသူတို့အတွက်အကောင်းဆုံးစီးတစ်ခွက်ပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့လေဖြတ်ယောဂါကိုလူတိုင်းကောက်ွယ်လို့ရတဲ့အချက်6ချက်ကိုမှတ်သားထားလိုက်ကြရအောင်ပါပထမဆုံးကိုစမ်းစစ်ပါသွေးတိုးစီးချိုသွေးသွင်းအစီများနေလားစစ်ဆေးပြီးပုံမှန်ဖြစ်အောင်စေးတောက်အစားတောက်နဲ့ထိန်ပါဒုတိယအချက်အနေနဲ့လက်ကျင့်ခန်းလုပ်ပါတပတ်ကိုအနည်းဆုံး9ရက်တရက်နာရီဝက်လောက်ကိုလက်လှုပ်ရှားမှုလုပ်ပေးပါတာရီယာအနေနဲ့ကျန်းမာရေးနဲ့ညီညွတ်စွာစားပါအသီးအရွက်များစားပြီးတော့အဝမလွန်အောင်ထိန်ပါစုပ်ထချက်ကတော့အရက်အလွန်အကျွံတောက်သုံးခြင်းကိုရှောင်ပါပြင်စမအချက်ကဆေးလိပ်ဖြတ်ပါဆေးလိပ်တောက်တဲ့သူဆိုရင်အခုပဲဖြတ်ဖို့ကြိုးစားပါစထမအချက်ကတော့ရှေ့ပြေးလက္ခဏာတွေကိုသိထားပါခုနကပြောခဲ့တဲ့လက္ခဏာတွေကိုသတိပြုမိတာနဲ့ချက်ချင်းစေးကုသမှုခံယူပါ
ကာကွယ်ခြင်းဟာကုသခြင်းတဲ့ပိုထိရောက်တဲ့ဆိုတဲ့အတိုင်းဒီချက်လေးတွေကိုလိုက်နာရုံနဲ့လေးဖြတ်မဲ့အနေရကနေအများကြီးကင်းဝင်းသွားမှာအသေးချပါပဲရှင်ခုပြောပြပေးသွားတာကတော့လေးဖြတ်ရတဲ့အကြောင်းရင်းကုသနည်းကြိုတင်ကာကွယ်နည်းတွေပဲဖြစ်ပါတယ်ဆက်လက်ပြီးလေငန်းလေဖြတ်အတွက်မြမစင်းနည်းတွေကိုမျှဝေပေးပါမယ်အခုမျှဝေပေးတဲ့စင်းနည်းလေးတွေကနေဝင်းလန်တန်ရဲ့မြမစေးမီတူများစာအုပ်ကနေကောက်နှုတ်ဖော်ပြထားတာပဲဖြစ်ပါတယ်လေငန်းလေဖြတ်အခိုးပွင့်လိန်စေးတစ်ရှောက်ရွက်တပီတနခါရွက်တပီအုံနေရွက်တပီ၎င်းသုံးမျိုးကိုအည်စစ်၍အရက်ချက်တကဲ့သို့ပေါင်းချွေးယူပါစီးအကောင်စာ15ပတ်ခန့်ရရှိပါမယ်လေငန်းဝါလေဖြတ်သူများတောလျှောက်မြင့်တောအရက်တို့ဖြင့်ရောဆက်၍တကိုယ်လုံးလိမ့်ပေးပါကအကောင်းဆုံးဆေးဖြစ်ပါတယ်ခုဆေးနီးကဘာကြောင့်ကောင်းရတာလဲဆိုရင်ပါဝင်ပစ္စည်းရှောက်တနခါပင်တွေကြောင့်ဖြစ်ပါတယ်ပါဝင်ပစ္စည်းတွေရဲ့အစွမ်းတွေကိုပြောပြပါမယ်ရှောက်ပြီးမှချင်ခါပူပွင့်ဖြစ်ပြီးတော့လေကိုနိုင်ခြင်းအစိုးအာကာသများပွင့်စေခြင်းတလိပ်အပိတ်အစို့ကိုလည်းပယ်ဖြောက်ခြင်းအစာကြည်လွယ်ခြင်းရှားကြည်လင်တန့်ရှင်းခြင်းများဖြစ်၍အဖျားရှိသူမှတပါတင့်၏လွန်စွာစားလင်သွေးသားကုန်ခန်းစေခြင်းဖြစ်၏ရှောက်ရွက်ကိုဟင်းချိုအဖြစ်တိုးစရာအဖြစ်လက်တုပ်အဖြစ်စားနိုင်ပါတယ်အရှင်နဂတ်သိလက်ဆွဲစီအဘိတံတောလျှောက်ဒီအကျော်အားနေသူများလေငန်းယောဂများအဖုအကျိတ်များအစိတ်များအမျိုးသမီးများသွေးချုပ်ခြင်းသွေးစင်းနေခြင်းများနဲ့များစွာအကျိုးပြုပါတယ်အသားအရည်မကောင်းသူများအတွက်လည်းအကျိုးပြုပါတယ်အကျော်အားနေသူများအတွက်လက်ကောင်းအသီးအရွက်များထုထောင်ပြီးပြုတ်ပါနန်းစီထဲပြီးအစီထုတ်နီးအတိုင်းအစီပြု၍၎င်းစီဖြင့်အကျော်များကိုလိမ့်ဆွဲပေးကအကျော်များတန်မာလာပါမယ်ကိုတချမ်းတည်တဲ့တက်ချပါတာရွယ်ဆောင်တဲ့လေငန်းများကိုလည်း၎င်းစီဖြင့်ပြီးလိမ့်ပေးပါအရှင်နဂတ်တဲ့ဤလက်ဆွဲစီအဘိတံတနခါဟာမြမစေချမ်းများအလိုအရာပူဤသွေးကိုကြွစေဤပူခါချုပ်ပွင့်ဖြစ်ဤငမ်းမန်းကိုနိုင်စေဤအပူနာအေးနာနှမျိုးလုံး၌သုံးနိုင်ဤအရွက်ကိုအချောက်လန်အမုတ်ပြုပြီးကွန်းတီးလုံးခန့်ရင်နွေးနဲ့ပေါက်ပါကအဖောအယောင်အနာအစာနဲ့ကိုသွင်းယောဂဟုသမျှကင်းရှင်းပပျောက်ဤမြမစေးဘက်ဝင်အပင်များလေငန်းလေဖြတ်အတွက်စေနီနှစ်မိဖြက်အရက်နှင့်တောလျှောက်မြင့်စိန်ထားသောအည်ကိုလိမ့်ပေးပါတမယာဒီကိုထက်ချမ်းချက်အလေသေးသို့စားအနှင်းငယ်ထည့်ပြီးမိအုံပြီးရသည့်အည်ကိုလည်းလိမ့်ပေးပါမုံညင်းစီလည်းလိမ့်ပေး၍အကျော်နားလေသူဖြင့်နှိပ်ပေးပါလေငန်းလေဖြတ်အတွက်စေနီသုံးပယုတ်ဇဝတ်တာလက်ချာကက်ကြောက်ချင်း၎င်းစီ၅ပါးကိုရှစ်ပဲသားစီစုပြီးပေါင်တာသားကြအောင်အမုတ်ပြုပါရှောက်ခွန်အခိုးလိမ္မော်ခွန်အခိုးတို့ကိုမြက်များညစ်ထည့်ပြီးပလင်းတွင်လုံအောင်ထားပါ၎င်းကိုအရက်ရှောက်ရည်ရရာဖြင့်လေငန်းဖြစ်သောလက်ခြေတို့ကိုတစ်နှစ်နှစ်ကြိမ်လိမ်ပေးပါကြားမမရွေလေငန်းယောဂအတွက်လူဖြစ်မရှုံးစေပဲတက်တာစေတဲ့စေနီးလမ်းမှန်ဖြစ်၍စိတ်ချစွာအသုံးပြုပါပယုတ်နှင့်ဇဝတ်တာပယုတ်နဲ့ဇဝတ်တာမှာအပူငွေ့ကိုပေးသည့်အတွက်တည်နေတဲ့အချက်သားများပြန်လည်တမာလာစေရန်အထောက်အကူအများကြီးရပါသည်ကန့်ဒီစာဖာဖြစ်၍အည်ပြားတွင်လေဖြတ်ထားသောကြောင့်ထိမှုတိမှုမရှိတော့သည့်အတွက်မကြာခဏပုံပတ်ခြင်းမျိုးအတွက်ကောင်းပါသည်ကြောက်ချင်းသည်ကြွက်သားကြုတ်အားကိုကောင်းစေသည်ဟုရှေးမြမအယူဆအရာလေငန်းကြောက်တည်နေသောကြွက်သားအတွက်ကြုတ်အားကောင်းစေပါသည်ရှောက်ခွန်လိမ္မော်ခွန်ရှောက်ခွန်လိမ္မော်ခွန်ကိုအစစ်အမြင့်ကြိုက်ခဲနာကျင်မှုများအတွက်မြမလူမျိုးများယုံကြည်သုံးဆွဲခဲ့ကြပါသည်လေငန်းလေဖြတ်အတွက်စေနီလေးစီပလဲမြစ်ကိုရေနှင့်ခက်ပြစ်သွေးပါဟင်းစားစွန်းနှစွန်းကိုတံမြရီများများထည့်၍တနေ့၃ချိန်တိတ်ပါဒါမှမဟုတ်စီပလဲမြစ်အမုတ်ဖြစ်လေကွန်ဒီတချမ်းအရွယ်ခန့်ကိုတံမြရီများများနှင့်တိုက်ပါလိန်စေးမှာရှောက်ရည်ဓာတ်စီမိတ်တလင်နဲ့အရက်တို့ကိုစတူရော၍ပယုတ်အနှဲငယ်ထည့်ပြီးလိန်ပေးပါတံမြဒီချင်ဤပူဤလေတလိတ်တို့ကိုနိုင်ဤဝန်းချုပ်ဒီကိုပျောက်စေတတ်၏ဘေးထိုးရင်ကျက်နာရင်ဘက်နာချောင်းဆိုးနာတလိပ်နာတို့ကိုနိုင်၏အစာမကြေသောကြောင့်အောက်သို့မထွက်အထက်သို့မအံအစာပွားကဲပြီးပင်ပန်းသောအနာကိုပျောက်စေ၏ကတွင်၌အရသာပြက်ခြင်းကိုနိုင်၏ဝမ်းမီနှုတ်ခြင်းပိုးတို့ကိုနိုင်၏စေပလဲခါ၏ချုပ်၏အစာကိုကြေစေ၏တန်ကိုကြစေ၏ခွန်အားကိုဖြစ်စေ၏
သေးချင်ပြစ်ချင်းကိုနိုင်၏စီးပလဲမြစ်ကိုထူထောင်၍စားထည့်ပြီးနောက်ရေတင်တော်စွာဖြင့်ပြုတ်၍တခါတောက်လျင်ကျွေစွန်းနှစွန်းခန့်တောက်တော့မီးရဲ့သွေးကျွင်းသွေးပုတ်များကျဆင်း၍ကိုသားကိုရည်များတန့်ရှင်းစင်ကြယ်လာပါမယ်အရှင်နဂသိန်းပုံပြစီအပိတံမီးရဲ့နာမီးရဲ့သွေးပြက်နာအိမ်မောသွေဝေသောအနာအပေါင်းတို့ကို၎င်းစီးပလဲကိုသွေး၍ရသောအရင်နှင့်တင့်အပ်သောဆေးသွေးပေါင်းဆက်၍တိုက်ရာဤရှုတော်မူစေအပိတံစီးပလဲမြစ်တစ်ချက်သားနွေချိုတစ်ချက်သားစားမီဖုတ်နှစ်ချက်သားတို့ကိုရောဆက်အမုတ်ပြုပြီးမကြီးနှင့်တစ်ချက်သားနှင့်တည်၍မကြာရက်ပေးလေကလေးများ၌ဖြစ်တတ်သောကြက်ညာချောင်းဆိုးယောဂပျောက်ကင်း၏အရှင်နဂသိန်းပုံပြစေအပိတံခုပြောပြပေးသွားတဲ့လေဖြက်လေငန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစုံစုံလင်လင်ပြောပြပေးသွားတာမို့မိတ်ဆွေအတွက်ရောချစ်ရတဲ့မိသားစုဝင်တွေအတွက်ပါအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ခုလိုမြမစင်းနီးကောင်းတွေကိုသိချင်တယ်ဆိုရင်ကျမရဲ့ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့အောင်နော်ခုမျှဝေပေးသွားတဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and share လုပ်ဖို့လည်းမမေ့ပါနဲ့အောင်နော်အားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်